Venga tila lo sude kuba tila bali tete phit shimyin bong sauti bong ko set yue kudo pi ja ya aung mayan banti tantara wada dukkha to mosanatthaya titarani nataha nawenga sampanagata Upadata tilang Dhammaya sami Anukhan gatawa Tilandita Mebanti Dutiyampi Mayambanti Tantara Wada dukhato Mosanathaya Titarani nataha Nawenga sampanagata Upadata tilang Dhammaya sami Anukhan gatawa Tilandita Mebanti Tatiyampi Mayambanti Tantara Wada dukhato Mosanathaya Titarani nataha Nawenga sampanagata Upadata tilang Dhammaya sami Anukhan gatawa Tilandita Mebanti Yamhodami Damvarita Namo Tassa Bhagavato Arahato Samma Sambuddhassa Buddhaṃ tarannaṃ gissāmi Dhammaṃ tarannaṃ gissāmi Saṅghaṃ tarannaṃ gissāmi Dutiyampi Buddhaṃ tarannaṃ gissāmi Dutiyampi Dhammaṃ tarannaṃ gissāmi Dutiyampi Saṅghaṃ tarannaṃ gissāmi Tatiyampi Buddhaṃ tarannaṃ gissāmi Tatiyampi Dhammaṃ tarannaṃ gissāmi Tatiyampi Saṅghaṃ tarannaṃ gissāmi Tarana gamena paripurna Banati bada virami Tekkhavadaṃ tammadiyami Adena dana virami Tekkhavadaṃ tammadiyami Abhyama sariya virami Tekkhavadaṃ tammadiyami Mutta wada virami Tekkhavadaṃ tammadiyami Tura miriya missa pamadatthana virami Tekkhavadaṃ tammadiyami Vikala bhojana virami Tekkhavadaṃ tammadiyami Nissa Pita Wadita Vituka Datana Malaganda Vilepana Dharana Mandana Vibhutnathana Viramani Tekkhavadaṃ tammadiyami Ussatayana Mahatayana Viramani Tekkhavadaṃ tammadiyami Metta Thagatina
စေတတာသဗ္ဗပါဏဘူတေတုခရိတဝါဝိဟရဏံသမာဓိယာမိမေတ္တာနှင့်အတူတကွရှင်ပြည့်ဖြစ်သောစိတ်ဓာတ်ဖြင့်လုံးစုံများစွာတတ္တဝါတို့အပေါ်၌ဖြန့်နှံ့၍နေပါအားမေတ္တာကမ္မထံဤပြန်ခြင်းကိုသွမ်းနိုင်သည်မြကြိုးစားပွားများအားထုတ်မည်ဟုအဓိဋ္ဌာန်ပြုပါ၏ဆက်လက်ပြီးတော့သီလသိက္ခာပဋိဒါတရားတော်မှာအင်္ဂါ9ပါးနှင့်ပြည့်စုံသောနဝေငသီလကိုပါဠိမြန်မာ2ဘာသာဖြင့်စောင့်တည်ဖို့စောင့်တည်ခြင်းဖြင့်ကုသိုလ်ယူကြရကုသိုလ်ပွားကြရအောင်မယံဗန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟနဝေငသမ္ပန္နကတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိဒုတိယံပိတတိယံပိမယံဗန္တိသန္တာရဝတ္တဒုက္ခတောမောစနထာယတိတရဏိနတဟနဝေငသမ္ပန္နကတံဥပောတထသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တိအရှင်ဖယားတပည့်တော်များသည်သန္တရာဝဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငှာတရဏဂုံ3ပါးနှင့်အတူတကွအင်္ဂါ9ပါးနှင့်ပြည့်စုံသောဥပုသ်သီလကိုဆောက်တည်လိုသဖြင့်တောင်းပန်ပါ၏တဏှာချီမြောက်စောင့်ရှောက်ခြင်းကိုအကြောင်းပြု၍နဝေငဥပောတထမြတ်သီလကိုရှင်းမြင့်ပေးပါအရှင်ဖယားယမဟာဝရမိတံဝရိထနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိတရဏဂမနံပရိပုံနာမြတ်စွာဘုရား၏အရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဘဂဝါဂုံအာယုံပြုကာစိတ်ညွတ်ခြင်းမနောပနာမနမောတတ္တစသည်ကိုနှုတ်ဖြင့်ကျင့်ကြည်ဆိုခြင်းဝစီပနာမလက်ဥချီခြင်းဥညွှခြင်းရှိကိုခြင်းကာယပနာမဖြင့်ကာရဝပြုကြသည့်အခြင်း
ဘုရားဘုရားကြီးနှုတ်တော်ဓမ္မစရုအမတံသင်္ရှာရိတရဏတရားသုတ်တံကိုဗုဒ္ဓံတရဏံကိသံယေသတတိယံပိသံဃာရဏံကိသံပိကြောင့်ကျင်ကြီးဆိုပြီးတက္ကလမြတ်တို့တရားယနာဖြစ်ဖြစ်တော်မူသောဘုရားတရားတန်ခါများကိုလေးစားကြည်ညိုမိခိုစီကကိုယ်ွယ်မှုပြုပါမည်ဘုရားသောစိတ်ဓာတ်ဖြင့်တဏ္ဍကုံတိလဆောက်တည်ကြတာပြည်စုံသင့်သောပြည်စုံနေဖြစ်တဲ့အချိန်ခါမှာမေတ္တာကမ္မထံစီပြခြင်းအဝင်ပါနဝေငါတိလကိုကျင့်သုံးဆောက်တည်၍ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုရှင်းပြကြရမယ်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးကိုကျင့်သုံးဆောက်တည်ခြင်းဖြင့်ငရေတိရစ္ဆာန်ပြိတ္တာအတုရကေအပေလေးပါးလောက်ခြင်းဝင်ပါဆင်းရဲတွေမှလွတ်ကင်းယုံမြမကလူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာဟူသောချမ်းသာကောင်းကျိုးအမျိုးမျိုးတွေရစီနိုင်ကြောင်းကောင်းမြတ်သောသီလပါရမီဖြစ်ခြင်းမြူသောစိတ်ဓာတ်ကသိက္ခာသီလဆောက်တည်မှုပြုကြရမယ်ပါဏာတိပါဒဝေရာမိသိက္ခာပဒံသမ္မာဒိယာမိသူအသက်ကိုသေစေလုံးကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏အဒိဏဒါနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိသူဥစ္စာကိုခိုးယူလို့ကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏အဗျမ္မစရိယာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိမမြတ်သောအကျင့်ကိုပြုကျင့်ခြင်းမှသွမ်းနိုင်သမျှရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏မုတ္တဝါဒဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိမဟုတ်မမှန်သောစကားကိုပြောကြားလို့ကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုသောက်တည်ပါ၏သူရာမေရယမေသပမာဒဌာနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိကုသိုလ်ဥစ္စာပညာတွေကိုမေ့လျော့ခြင်းဤအကြောင်းရင်းဖြစ်သောဘိမင်းကစောလောစာအယက်မူရစ်စေဝါစသည်များကိုသုံးဆောင်လို့ကံကိုရှောင်ကျင်ပြီးသိက္ခာတော်ကိုဆောက်တည်ပါ၏ဝိကာလဘောဇနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိနေလွဲညစာစားသုံးခြင်းမှရှောင်ကျင်ပါ၏သိက္ခာတော်ကိုဆောက်တည်ပါ၏နေစာဂီတဝါဒိတဝိတုကဒတနာမာလာခန္ဓဝိလေပနဓာရဏမန္တနာဝိဘုဒ္ဓနာဌာနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိဗုဒ္ဓမြတ်စွာရှင်တော်ဖရာသုံးမထားသောသာသနာတော်နှင့်မသိမလျောစန့်ကျင်မဲ့ဖြစ်သောကခြင်းတခြင်းဆိုခြင်းတိမှုတ်ခြင်းကြည်ကျူနာထောင်ခြင်းစသည်တို့မှသွားနိုင်သမျှကြောင်ကျင်ပြီးသိက္ခာတော်ကိုသောက်တည်ပါ၏ဥစ္စာတယနာမဟာတယနာဝေရာမဏိသိက္ခာပဒံသမ္မာဒိယာမိတတောင်းတော်တဲ့မြင့်သောအစီရှိသောကတိညောင်ဆောင်ကောဇောကြီးအစရှိသည့်မြင့်မြတ်သောနေရာတို့၌နေထိုင်ခြင်းမှ
သွားနိုင်သမျှရှောင်ကျင်ပြီးသိက္ခာတော်ကိုသောက်တည်ပါ၏ယထာဗလံမေတ္တာသဂတိနာစေတတာသဗ္ဗပါဏဗုတေတုဖရိတ္တဝါဝိဟရဏံသမာဓိယာမိမေတ္တာနှင့်အတူတကွရှင်၍ဖြစ်သောစိတ်ဓာတ်ဖြင့်လုံးစုံများစွာတတ္တဝါတို့အပေါ်၌ဖြန့်နှံ့၍နေပါအားမေတ္တာကမ္မထံသိဖြန့်ခြင်းကိုသွားနိုင်သမျှကြိုးစားပွားများအားထုတ်မည်ဟုအဓိဋ္ဌာန်ပြုပါ၏နဝေငါဥပောသနှင့်လျော်ညီစွာမေတ္တာကမ္မထံစီးပြရန်ဒိဋ္ဌာန်ထားတော်ညာလဲဓမိတရဓမ္မသာမိတရားဝဆူရသဖြင့်တရားပိုင်ခြင်းဖြစ်တော်မူသောဘုရားသခင်ဤအရဟံကိုအာယုန်ပြုကဗုဒ္ဓနုတ္တိကမ္မထံစတင်ကစီးပြန်ရရအောင်ဘိယံခတေငြိမ်တော်မူသောမြတ်စွာဘုရားဘိယံခတေငြိမ်တော်မူသောမြတ်စွာဘုရားဘိယံခတေငြိမ်တော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အာလုံးတို့ဘိယံခတေငြိမ်ကြပါစေကုသိုလ်ရှင်အာလုံးတို့ဘိယံခတေငြိမ်ကြပါစေကုသိုလ်ရှင်အာလုံးတို့ဘိယံခတေငြိမ်ကြပါစေတတ္တဝါအာလုံးတို့ဘိယံခတေငြိမ်ကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါဘုရားဘိမဝေးကြပါစေဘုံ31ဖြစ်ဖြစ်များစွာတတ္တဝါချမ်းသာကိုယ်စိတ်ရှိပါစေချမ်းသာကိုယ်စိတ်ဤပါစေဤယခုလိုအရဟံဂုံအာယုန်ပြုကဗုဒ္ဓနုတ္တိကမ္မထံစီယံယုံမြမကဒိဋ္ဌဝါယီဝါအတိဋ္ဌယီဝါစာယသောဘုရားဟောပေါ်မေတ္တာတုတ်တော်နှင့်လျော်ညီစွာယခုချိန်ခါတိမင်းနေရာသူများသာသာအာလုံးဘေးရန်ကင်းကွာချမ်းသာကြောင့်ကောင်းမသောစိတ်ဓာတ်ဖြင့်မေတ္တာကမ္မထံကျင့်ကြည်ခါခါစီယံကြသောကြောင့်သမထဘဝနာတည်းပြည်စုံသင်္သာပြည်စုံနေပြီဖြစ်တဲ့ချိန်ခါမှာကာလီနာသဝိပဿနာနုယုံစီယတင့်တင်လျောက်ပါရထူအခါဝိပဿနာတရားလည်းပွားများကြလို့မိကြတော်မူသောအာတောကင်းစင်ရတတ်တဲ့ရှင်မြတ်တို့မိမာကျကမဲဆက်တွေကိုခါရဝတရားများစွာထားကြပြီးတေကာလကာစိတ်ဥတုအာဟာရအာယုန်ဒွါရမနတိကာရစကြည်သောအကြောင်းအားလျော်စွာအတိတ်ဖြစ်ပေါ်နေတဲ့ခန္ဓာစဉ်မှာဉာဏ်ရှင်မိလက္ခဏာတင်ကဘာဝနာတရားစိတ်ပွားရအောင်အကြောင်းအားလျော်စွာဖြစ်ပေါ်လာသမျှယုတ်တရားနန္တရားယုတ်နံနှစ်ပါးခန္ဓာ၅ပါးအာယတနာ12ပါးဓာတ်တရား18ပါးပဋိစ္စသမုပ္ပါသဘောတရားတို့သည်ဖြစ်ချင်းပြည့်ချင်းမကင်းသဖြင့်အနိစ္စလက္ခဏာဒုက္ခသစ္စာအနတ္တဧကံမှန်ပါပေ၏ဤကဲ့သို့ပညာရှင်ငါဘာဝနာတရားပွားများကြပါသဖြင့်ဝိပဿနာတရားအတွက်ပြည့်စုံတာပြည့်စုံပြီဖြစ်တဲ့ချိန်ခါမှာယခုမိမိတို့စောင့်ကြည့်ထားတဲ့တရားတော်အားလျော်စွာဆင်ញင်ရတဲ့ယုံနာမှာသင်္ခါရဘောမှာပညာရှင်၏သိက္ခာတိလာဆောက်ကြည့်ရောက်လာဆိုရင်ဒီလေနဝိတိကမံတံပိယုတ်ထံသမာဓိနာပညာယနုတရားစေနံက
ဘေစိနိဗ္ဗာနမုတ္တမယခုလိုသီလသိက္ခာဆိုတဲ့ကာယကမဝစီကမ၏ပေရှားပြီးတကားလားအကျိုးရှိရာချီကြောင့်ကောင်းမြတ်တဲ့သီလတွေစောင့်ကြည့်ကြတယ်စောင့်ကြည့်ခြင်းဖြင့်ဝိတိတ်ကမကိရိတာဆိုတဲ့လွန်ကျူးတဲ့အဆင့်ကိုရောက်တဲ့ကိရိတာကိုပေရှားနိုင်သလိုတဆင့်တက်ပြီးတော့ဘေးရန်ခတ်တင်ငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အလုံးတို့ဘေးရန်ခတ်တင်ငြိမ်းကြပါစေစပြပြီးဘာဝနာတရားပွားများခြင်းကြောင့်ကာမိသန္တာရိနိဝရဏနိသမေတိတိသမေထောတဲ့ဟူဝါတောင်းတာဒါကြောင့်ညာဆိုင်တဲ့နိဝရဏတရားတွေတုံ့လုံ၆ချမ်းမှုကိုညီအီစေတတ်တဲ့သမထဘာဝနာတရားပွားများယူနှမကအနုတ္တိယဓာတ်ဖြစ်တဲ့ကိလေသာတရားတွေကိုပယ်ရှားနိုင်တဲ့ယုံနာဓမ္မသင်္ခါရပေါ်မှာဉာဏ်နဲ့မြောက်ကြည့်ဉာဏ်နဲ့သိအောင်ကျင့်ခြင်းထိုတဲ့အတိညာပညာပွားအောင်ကြိုးစားပွားများအထောက်ကြကဲကြိုးစားပွားများအထောက်ချင်းသည်ပဲလေရှင်ရဲ့ကင်းကွာချမ်းသာရကြောင်းကောင်းမြတ်တဲ့ပါရမီဖြစ်ပါစေဆိုတဲ့အနေနဲ့သုရုပဒနာပြုကြရအောင်ဣဒံနောပုံညာအာတဝေခယဝါဟောတုဣဒံနောတိလံဘောဓိညာဏတ္တပစ္စေယောဟောတုဣမာဘာဝနာနိဗ္ဗာနတ္တပစ္စေယောဟောတုဘဝန္တသနကုံတိလောက်ရခိမိဥသောခြင်းတို့တုံမေဖျားလေးစားတရားသငါကျင်ညူမိကုရကုံတို့သင်္ဃာဓမ္မပေါင်းတော်ကောင်းတို့သည်တိတရဏိနတရဏကုံသုံးပါးနှင့်သာတူတကွနဝင်းကတမ္ပါနဝတအင်္ဂါ9ဓာတ်နှင့်ပြည့်စုံသောဥပောသတတိလဥပုသီလဒီဟုသောဓမ္မသိက္ခာဟုသောကျင့်ဝိပါကိုသာဓုကံကတ္တဝကောင်းမွန်စွာဆောက်တည်မှုပြုထားပြီး၍အပမဒေနမမေမလျောမပေါ့မစတတိတရားတွေနှင့်သံပါတိထသံပါတိယထကိုစီကိုငှဤပြည့်စုံကြစေကုန်လော